မင်းကလေးဟာသူမရဲ့သပင်စည်းကွင်းလေးကိုဖြုတ်ပြီးဒဏ်ရာရနေတဲ့လူစိမ်းတစ်ယောက်ကိုစီးနှောင်ပေးခဲ့ပါတယ်။ဒါပေမဲ့သူမမသိခဲ့တာကတော့အဲ့ဒီလူဟာမာဖီးယားဂိုင်းချုပ်တစ်ယောက်ဖြစ်နေတာပါပဲ။သူဟာမင်းကလေးကိုတစ်ချက်ကြည့်ုံနဲ့တင်အသေးဆွဲချစ်မိသွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဇိမ်ခံကားရန်ကြီးဟာမင်းကလေးရဲ့အိမ်ရှိမှာဆိုက်ရောက်လာပါတယ်။မင်းကလေးရဲ့ဖခင်ဖြစ်သူဟာထိုလူရဲ့ညီသူညီဝါဖြစ်ကြောင်းကိုချက်ချင်းပဲမှတ်မိသွားခဲ့တယ်။ထိုလူကသူဟာမင်းကလေးကိုလက်ထပ်ဖို့လာခဲ့တာဖြစ်ကြောင်းပြောတဲ့အခါဖခင်ဖြစ်သူကချက်ချင်းပဲညှင်းဆိုလိုက်ပါတယ်။သူဟာဒီလိုလူမျိုးနဲ့ဘာပတ်သက်မှုမျိုးမှမရှိချင်တာကြောင့်ပါ။ဒါပေမဲ့ထိုလူကကျွန်တော်ကခမရဲ့သဘောထားကိုလာမေးနေတာမဟုတ်ဘူးလို့ခက်ရင်ရင်ပဲတုံ့ပြန်ခဲ့ပါတယ်။အိမ်ရှိမှာအိမ်နီးနားချင်းတွေဝိုင်းုံကြည့်လာကြတာကြောင့်ဖခင်ဖြစ်သူမှထိုလူကိုအိမ်ထဲသို့ခေါ်သွင်းလိုက်ရုံမှတပါအခြားရွေးချယ်စရာမရှိတော့ပါဘူး။မင်းကလေးကတော့မနေ့ကသူ့ကိုကယ်တင်ခဲ့မိတာကိုနောင်တရနေခဲ့ပါတယ်။သူမကထိုလူကိုကျမမှာစိတ်ဆက်ထားတဲ့သူရှိပြီးသားပါလို့ပြောလိုက်ပေမဲ့သူကသူမရဲ့မေးစေးကိုကင်ပြီးစိတ်ဆက်ပွဲဆိုတာဖျက်သိမ်းလို့ရတယ်မင်းရဲ့စိတ်ဆက်ထားတဲ့သူကိုလည်းပျောက်ကွယ်သွားအောင်လုပ်လို့ရတယ်မင်းကငါအပိုင်ပဲဖြစ်ရမယ်လို့ပြောဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမင်းကလေးရဲ့စိတ်ဆက်ထားသူရောက်ရှိလာပါတော့တယ်ထိုလူဟာသူရှိကလူကိုမြင်လိုက်ရတဲ့အခါစွန့်သွားခဲ့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလူဟာသူနဲ့အဖေတူအမေကွဲညီကိုတော်ဆက်နေလို့ပါပဲသူကသူ့ညီကိုဒီနေ့ကစပြီးဒီမိန်းကလေးကငါမိန်းမပဲလို့ပြောခဲ့ပါတယ်။သူထွက်သွားပြီးတဲ့နောက်မှာတော့ဖခင်ဖြစ်သူကသမီးဖြစ်သူကိုအမြန်ဆုံးလက်ထပ်ဖို့တိုက်တွန်းပါတော့တယ်။သူ့ညီဖြစ်သူကလည်းမင်္ဂလာဆောင်အတွက်စတင်ပြင်ဆင်ပါတော့တယ်။ညီဖြစ်သူအိမ်ပြင်ထွက်လာတဲ့အခါမိန်းကလေးရဲ့ခွေးလေးကသူ့ကိုဒေါသတကြီးဟောင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူဟာရက်ဆက်ကြမ်းကြုတ်တဲ့မျက်နှာထားကိုပြသခဲ့ပါတယ်။နောက်တစ်နေ့မှာတော့မိန်းကလေးဟာသူမရဲ့ခွေးလေးတိတ်ဆုံးသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။ဒါဟာထိုမာဖီးယားလူသားရဲ့လက်ချက်လို့ပဲသူမထင်ခဲ့ပါတယ်။သူဘယ်လိုပဲရှင်းပြပါစေမိန်းကလေးကတော့မယုံကြည်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ထိုလူဟာသူမကိုသူ့အိမ်စီသို့အတင်းအဓမ္မခေါ်ဆောင်သွားပါတော့တယ်